လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပါနာမည်ကြီးစားနေတဲ့မန္တလေးပါဝါလိုက်လျှက်စစ်ပြည်စည်းဆိုင်ကတထေကိုလင်းစော်အောင်ရဲ့အစ္စလမ်ဘာသာဝင်အဖြစ်ကနေဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကသာသနာ့ဘောင်ဝင်ပြီးယဟန်ပြုသွားတဲ့လူပြောများနေတဲ့ကိစ္စရပ်တစ်ခုပြောလို့ရပါတော့ဒီမှာဆုံးတဲ့အသေးငယ်ဆုံးလိုက်တာဘုရားဒီတရားအားထုတ်တယ်စူပါဂျော်မီဒီယာပြည်သက်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုခါမှာဆိုလို့ရှိရင်တော့အစ္စလမ်ဘာသာဝင်ကနေတဆင့်ဗုဒ္ဓဘာသာဝင်ယဟန်အဖြစ်ကူးပြောင်းလာခဲ့တဲ့မန္တလေးကပါဝါလိုက်လျှက်စစ်ပစ္စည်းဆိုင်မှာတထေးကြီးကိုလင်းစော်အောင်ရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ဆိုရှယ်မီဒီယာစာမျက်နှာထပ်ပေါ်မှာအတော်လေးကိုလူပြောများကမျှဝေမှုတွေမြင့်တက်လို့နေပြန်တာလည်းဖြစ်ပါတယ်မန္တလေးမြို့ကထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ပါဝါလိုက်လျှက်စစ်ပစ္စည်းအယောင်ဆိုင်ပိုင်ရှင်ကိုလင်းစော်အောင်ရဲ့ဗုဒ္ဓဘာသာကိုတရားဝင်ကူးပြောင်းကတက်ဝင်ခဲ့ခြင်းဖြစ်ပြီးယခုအခါမှာသာသနာ့ဘောင်ကိုဝင်ရောက်ဟာယဟန်ပြုသွားခဲ့ပြီးဖြစ်ကြောင်းကိုလည်းသိရှိရပြီးတော့စီးပွားရေးကိုခိတ္တနာပြီးတော့တရားဓမ္မမှာမှွေလျော်ခြင်းကိုလင်းစော်အောင်အနေနဲ့ရခင်ကတော့အစ္စလမ်ဘာသာဝင်တဦးဖြစ်ခဲ့ပေမဲ့ယခုအခါမှာဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ပြောင်းလဲယုံကြည်ခဲ့သူလည်းဖြစ်ပါတယ်သူအနေနဲ့ဘာသာဝင်အသစ်ဖြစ်ခံယူရုံသာမကဗုဒ္ဓရဲ့အဆုံးအမများကိုလက်တွေ့ကျင့်ကြံနိုင်ဖို့မိမိရဲ့စီးပွားရေးလုပ်ငန်းတာဝန်များကိုခိတ္တဘေးဖယ်ထားကသာသနာအလံတော်အောက်မှာယဟန်တော်အဖြစ်နဲ့ခံယူခဲ့ခြင်းဖြစ်ပြီးလူမှုကွန်ရက်ပေါ်မှာတော့အတော်လေးကိုလူပြောများမျှဝေမှုတွေမြင့်တက်နေပြီးတော့မှတ်ချက်မျိုးစုံလည်းရှိနေပြန်တာပါဒီသတင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာဝင်များအနေနဲ့ထင်ရှားသောလုပ်ငန်းရှင်ကြီးတဦးသာသနာ့ဘောင်ဝင်ရောက်လာခြင်းအပေါ်လွန်စွာဝမ်းမြောက်ခါတာတုခေါ်ဆိုဂုဏ်ယူနေကြခြင်းဖြစ်ပြီးတော့တစ်ဖက်မှာလည်းသူ့ရဲ့ယခင်အစ္စလမ်ဘာသာဝင်အတိုင်းဝိုင်းများကြားမှာတော့နှမျောတတဖြစ်မှုနဲ့အတူဝေဖန်ဆွေးနွေးမှုတွေလည်းအထူးရှိနေတာကိုလည်းမြင်တွေ့ရခြင်းပဲဖြစ်ပါတယ်။ဘာဝလိုက်လျှက်စစ်ပစ္စည်းဆိုင်တထေးကြီးကိုလင်းစော်အောင်ရဲ့သူဘာကြောင့်ယဟန်ပေါင်ကိုဝင်ရလဲဆိုတဲ့အကြောင်းပြချက်နဲ့ပတ်သက်ပြီးတော့ပထမဦးစွာအနေနဲ့သူရဲ့ပြောဆိုချက်တွေမှာမိခင်ရဲ့ကျေးဇူးကိုဆက်ချင်လို့ဖြစ်ပြီးတော့ဒါပြင်သူကအခုမှဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တဲ့အတွက်ငယ်ငယ်ကလေးကဗုဒ္ဓစာပေဗုဒ္ဓအသိပညာတွေနဲ့မရှိခဲ့လို့ပို့ပြီးတော့တန်မိုးထားကြောင်းနဲ့ဒါပြင်မှန်ကန်တဲ့အသိလမ်းစဉ်တွေကိုသိရှိပြီးတဲ့နောက်မှာအခုလိုမျိုးပြုလုပ်ခဲ့တာဖြစ်ကြောင်းဒါကိုစွန့်လွတ်တယ်လို့ပြောရင်လည်းပြောလို့ရကြောင်းသူကိုယ်တိုင်ပြောဆိုထားတာဖြစ်ပြီးဒါပြင်ပစ္စည်းဥစ္စာစွန့်လွတ်ခြင်းမစွန့်လွတ်ခြင်းနဲ့ပတ်သက်ပြီးတော့ကိုတို့ရဲ့ဆန္ဒဖြစ်ပြီးအခုလိုမျိုးယဟန်မောင်ဝင်ရတာကလည်းတေမပစ္စည်းဥစ္စာတွေစွန့်တာထက်မသိခင်စွန့်လွတ်ပြီးတော့တေမဥခင်ညံဥတယ်ဆိုပြီးတော့လည်းပြောကြားခဲ့တာဖြစ်သလိုသူရဲ့ရည်ရွယ်ချက်ဆိုပြီးတော့ကြီးကြီးမားမားမရှိပေမဲ့ဒီလိုမျိုးဆန္ဒသာရှိတဲ့ကိုလည်းထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်အခုချိန်မှာလူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်မှာတော့ပါဝါလိုက်လျှက်စစ်ပစ္စည်းအယောင်ပိုင်ရှင်တထေးကိုလင်းစော်အောင်ရဲ့ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းမှုဟာလူအများအကြားရေပန်းစားလျက်ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စူပါဂျော်မီဒီယာပြည်သက်ကြီးတို့လည်းမသိလိုက်ရမရှိရသေးအောင်အခုသတင်းကြောက်လေးနဲ့ပတ်သက်ပြီးတော့တင်ဆက်ဖော်ပြမျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ပြည်သက်ကြီးတို့အတွေးမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ